နော်ရှိတယ်ဆိုတော့သူတို့လာလှုပ်တော့လဲနော်သူတို့လှုပ်တယ်ကျွန်တော်မသိအခုဒီနေ့ဒီချိန်ဒီကဒီစက္ကန့်စပြီးမင်းတို့ညင်းစဲနေပတ်တယ်လို့မင်းလှုပ်လို့မရတော့ဘူးနော်အေးဘာဖြစ်လဲအခုဒီချိန်မှာကျွန်တော်ချက်ချင်းမင်းတို့မောင်းထုတ်လိုက်ပြသူလည်းအဆောက်အဦတွေလည်းလှုပ်ထားတယ်ဗျနော်ဥမာကျွန်တော်လည်းဟိုဒေတာဖွင့်ပြရေးအတွက်ဒေတာစီမပဲပုံနေဟောလားအေးဒီလိုတော့ပထမကျွန်တော်တို့ခေါ်ပြောပြီးဝန်ကြီးပေးလိုက်ပြီနော်ဒုတိယတစ်ခါမင်းတို့တို့လိုပဲထပ်လုပ်မယ်ဆိုလို့ရှိရင်မင်းတို့ဟိုလည်းငါတို့မညာတာတော့ဘူးအခုချက်ချင်းမင်းတို့သွားလစ်နော်သူလည်းရင်းနှီးလို့သူတိုက်အိမ်နေနော်ကျွန်တော်ရွာမှာမရှိဘူးလားပြောလို့ကျွန်တော်နိုင်ငံမှာကျွန်တော်ကင်ပြည်မှာတော့မရှိဘူးသူအိမ်နေသူဟိုရင်းနေတလုံးလုံးကြီးမှကြီးပဲကျွန်တော်တော့တီယူတယ်နုတော့တီယူလားမသိဘူးနော်အေးပြန်ကြည့်ပြီးအဲ့လိုလှမ်းပြဟာဒီကောင်နေငါတို့မညာတာဘူးပြည်သူလူထုကမအားနာဘူးနော်ဒါကြီးမစားတော့ငါတို့တစ်ခါနဲ့ရင်းလာတဲ့ပါညာဒါလည်းထပ်ပြီးတစ်မျိုးပြောခံရအောင်မယ်အဲ့ဒါကြောင့်မင်းတို့ဒီလောက်ပဲထပ်လို့တော့နော်နောက်ဒီလိုဆက်လို့လို့မရတော့ဘူးဆိုတာကျွန်တော်တို့သူတို့ပြောလိုက်တယ်ထပ်လို့ဆိုဒီခါတော့ကျွန်တော်ပြစ်မတော့မလို့သွားတော့နော်လက်တော့မလို့နိုင်ငံနော်အခုလိုပဲဒီလိုအပ်ပြတဲ့ပုံစံမျိုးကျွန်တော်အားရမှာပေါ့ဆရာကြီးနော်ဒီပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာခြေကုပ်ယူထားတဲ့ကြားဖြတ်လို့ခေါ်တဲ့ online ငွေလိမ်လုပ်ငန်းတွေကိုနေနေဖို့ဆိုပြီးတရုတ်ဆိုရကဇယုံစစ်စင်ရေးပြုလုပ်မယ်ဆိုကဖေဖော်ဝါရီလမှာစတင်ထုတ်ပြန်လာပါတယ်စောက်ထားတာမသိရတကယ်တရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကိုယ်တိုင်ထိုင်းနိုင်ငံကိုရောက်ရှိလာပြီးမဲဆောက်မြို့မှာတစ်ဆင့်မြောက်ပြည်မြို့ကိုတွားရောက်က online ငွေလိမ်လုပ်ငန်းကလူကုန်ခံရတဲ့သူတွေကိုတွေ့ဆုံခဲ့ပါတယ်အဲ့ဒီတွေ့ဆုံမှုမှာစစ်ကောင်စီနဲ့ပြည်နယ်ကြားဆောက်တဲ့ BGN နဲ့ဒါတွေ့ဆုံခဲ့တာပါလက်ရှိအချိန်ထိ DKB အဖွဲ့ကိုဆက်သွယ်လာတာတွေ့ဆုံတာတွေမရှိသေးဘူးလို့သိရပါတယ်ခဏတော့လို့တော့တရုတ်စကားလည်းမတတ်ဘူးဟိုတရုတ်လည်းကျွန်တော်တို့အစိုးရမှုတော့ကျွန်တော်တို့ဟိုမပြောဘူးနော်လက်ရှိအစိုးရဖြစ်တဲ့လူတွေတို့ဆွေးနွေးမယ်ကျွန်တော်တို့တရုတ်အာဏာပိုင်နဲ့လက်စကားပြောတာမရှိဘူးကျွန်တော်တို့လည်းသူတို့ဟိုဂီမဆိုင်ကလည်းပန်ပေါ့နော်မေတ္တာဆိုတာသွားလာစီအရာစီချုပ်ဆိုင်လည်းကျွန်တော်တို့ဂီမဆိုင်ပါဘူးဘာကြောင့်လဲကိုတမင်ကိုစားပြီးတော့ကိုကံကြမှာကိုဖန်တီးနေရတယ်လေကြားဖြတ်လုပ်ငန်းတွေရှိတဲ့ကြောက်ကက်ဝေါ်လီဒေတာခံတွေကတော့ဒီမျိုးတွေကိုအရင်လိုရွာထဲမှာမတွေ့ရတော့ပေမဲ့ကြောက်ကက်တွေထဲမှာရှိနေတယ်လို့ဆိုပါတယ်မြစီမမကြောက်ကက်ကြီးရွာကိုမက်ရှလာ9ရက်နေ့မှာရောက်ရှိခဲ့တဲ့အချိန်မှာတော့တချို့တရုတ်စိတ်တွေမှာလုပ်ငန်းလည်းပဲနေတဲ့ပုံစံတွေတွေ့မြင်ခဲ့ရပါတယ်ကြောက်ကက်မှာ online ငွေလိမ်လုပ်ငန်းတွေကိုနှိမ်နင်းနေတယ်လို့ DKB တာဝန်ရှိတဲ့သူတွေကပြောဆိုထားပေမဲ့အလုံးရုံအချို့မှာတော့လုပ်ငန်းလည်းပဲနေပါတယ်မက်ရှလာ9ရက်နေ့မှာ DKB ကဒင်းလာရှင်လွယ်ပြုလုပ်ခဲ့တဲ့အချိန်မှာသူတို့ပြသတဲ့နေရာတွေကိုဓာတ်ပုံဗီဒီယိုရိုက်ကူးခွင့်ရခဲ့ပြီးနေရာတော်တော်များများကိုရိုက်ကူးခွင့်မရခဲ့ပါဘူးကြားဖြတ်လုပ်ငန်းမှာ online ငွေလိမ်လုပ်ငန်းလုပ်ဆောင်နေတယ်လို့ယူဆရတဲ့အစာအုပ်ရှိကဖြတ်သွားတဲ့အခါမှာလုံခြုံရေးယူနေတဲ့ DKB ရဲဘော်တွေကဗီဒီယိုရိုက်လို့မရဘူးဆိုတဲ့အတန်တွေနဲ့အဟိတားမြစ်တာတွေပြုလုပ်ခဲ့ပြီးတင်းတောက်တွေကိုဖုန်းယူစစ်တဲ့အထိပြုလုပ်တာတွေချင်းချောက်တာတွေလည်းပြုလုပ်